ဘာလို့နေကြလဲလို့ကြိုးစားလိုက် ဟုတ်ပါဗျာကိုတော်စင်းနေလုံနေနာကိုစားဖို့လား အေးစားပြီအေးဒါနဲ့ကိုတိုင်းကတရင်တစ်ဖွဲ့ရအတွက်လုပ်ပြီးတဲ့ကံပိန်းအကြောင်းသိပြီ ဟောမသိသေးဘူးကိုကြီးက ဘာကမိန် ဘာကမိန်တော့ အောင်ဝဲသစ်စီဘကိုးတင်းလာကြီးတင်းတောင်းကံပိန်းအတွက်လေ ဟောဟုတ်လားမသိသေးဘူးအလုပ်တွေရှုံနေရတယ်ထိုးလိုက်ကြည့်ပါအောင်ဆိုရှယ်မီဒီယာမှာတင်ပေးမယ်လေ မကြည့်ရော ဒီမှာအကိုကြီးကြီးကြည့်ပါဦး ဟုတ်ပါကိုတော့တစ်ပတ်လောက်ဖြစ်နေပြီ73ရက်နေ့စားတယ်ငါတို့ခုနကတော့ကြာသွားပြီ ဟုတ်ပါ အေးအဲ့ဒီကံပိန်းကရလာတဲ့ထောက်ဖို့ငွေတွေအားလုံးတို့ဘကိုးတိုင်းကတရင်တစ်ဖွဲ့ရအတွက်သုံးပါလေ ဟောဒီလက်ကူညီပေးကြရအောင်ဆိုရှယ်မီဒီယာဖြတ် မင်္ဂလာပါကျွန်တော်ကတော့ဘကိုးနောက်ချမ်းတာယာဝတီခရိုင်အမှတ်3တရင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်မျိုးကြီးပဲဖြစ်ပါတယ် မင်္ဂလာပါကျွန်တော်ကတော့ဘကိုးနောက်ချမ်းတာယာဝတီခရိုင်အမှတ်3တရင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်မိုးပြည်ပဲဖြစ်ပါတယ် မင်္ဂလာပါကျွန်တော်တို့ဘကိုးရုံးမနောက်ချမ်းတာယာဝီခရိုင်အမှတ်3တိုင်ရင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်လေးအောင်ဖြစ်ပါတယ် ကျွန်တော်တို့ဘကိုးတိုင်းစစ်တပ်နာမှာရှိတဲ့တရင်တစ်ဖွဲ့ဝင်တွေအားလုံး စက်ကောင်စီကိုအခုချက်ပို့ပြီးထိုးသက်ဆင်နိုင်ဖို့အတွက် အောင်ပွဲသစ်စီဘကိုးတင်းလာကြီးတင်းတောင်းကံမိန်မှာထောက် ထောက် ဖို့ ဖို့ ပြည် ပြည် သူ သူ အား အား လုံး လုံး ပါ ပါ ဝ ဝင် င် ပေး ပေး ကြ ကြ ပါ ပါ ဦး ဦး ခင် ခင် ဗျာ ဗျာ